ကုမ္ပဏီကိုအမျိုးသမီး CEO အသစ်တူရောက်ရှိလာပါပြီ။သူမမျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်အိတ်ခဲသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမဟာကျွန်တော်ရဲ့အထက်တန်းကျောင်းကတငယ်ချင်းဖြစ်နေလို့ပါပဲ။သူမဟာအရင်ကကျွန်တော်ကိုချစ်တယ်လို့ဖွင့်ပြောခဲ့ပေမဲ့ကျွန်တော်ညှင်းပယ်ခဲ့ပူပါတယ်။အေးပြီးဆိုတာပဲ။သူမကရန်ညှိုးဖွဲ့ပြီးကျွန်တော်ဘဝကိုဒုက္ခပေးတော့မှလား။သူမကအရန်ကိုသဘောကောင်းတဲ့ကောင်မလေးပါ။သူမရဲ့နာမည်ကိုကျွန်တော်အခုထိရှင်းရှင်းလင်းလင်းမှတ်မိနေတော့မှတီးပြီးတဲ့အတန်းကျော်တက်တဲ့ထူးချွန်သူတူပါ။အရန်တော်ပြီးတစ်နှစ်တည်းနဲ့3နှစ်စာတင်ရိုးကိုပြီးမြောက်နိုင်ပါတယ်။သူမတောင်ကြောင်းပြီးတာစောခဲ့ပါတယ်ကျွန်တော်မှတ်မိနေတာကတော့တီရီဟာကျွန်တော်ပေါ်ချစ်မိနေတဲ့ဒုတိယနှစ်ကာလဖြစ်ပြီးတနေ့မှာတော့သူမနောက်ဆုံးမှတစ်ခုခုပြောခဲ့ပါတယ်ကိုရဲ့ရှင်ကျမကိုသဘောကျလားသူမကရေးစားစာကိုပေးခဲ့ပါတယ်ဒါပေမဲ့သူမကအရန်ငယ်သေးတယ်လို့ကျွန်တော်ထင်ခဲ့တာကြောင့်သူမကိုခေါင်းလေးပုတ်ပြီးညှင်းပယ်ခဲ့ပါတယ်ကျွန်တော်သူမကိုနူးနူးညံ့ညံ့ပဲညှင်းခဲ့တာပါတီရီဟာမျက်ရည်တွေနဲ့စင်ကြံလန်းတိုင်းပြေးထွက်သွားခဲ့တယ်အဲ့ဒီငိုကြွေးနေတဲ့ကောင်မလေးရဲ့ပုံရိပ်ဟာကျွန်တော်ရဲ့အမတ်ရဆုံးဒုတိယနှစ်အမတ်တရားတွေကတစ်ခုဖြစ်လာခဲ့ပါတယ်အခုတော့ကျွန်တော်ကိုစိတ်ပူနေပြီးသူမကျွန်တော်ကိုမှတ်မိမှာမဟုတ်ဘူးမဟုတ်လားကျွန်တော်အရင်ကသူမကိုညှင်းခဲ့တာလေသူမကကျွန်တော်ကိုလက်စားချေဖို့စူးစမ်းနေရင်ဘယ်လိုလုပ်မလဲဒါဆိုရင်တော့မှရင်ဆိုင်တွေ့ရုံပဲလေလို့အာတင်မီစိတ်ကိုရှင်းထုတ်လိုက်ပါတယ်အလုပ်ပြန်လုပ်ကြတာပေါ့ထားလိုက်ပါတော့သူမအလုပ်ထုတ်ရင်တော့ကျွန်တော်ကတော့အထုတ်သိမ်းပြီးထွက်သွားရုံပါပဲအဲ့ဒီအချိန်မှာပဲတီရီဟာကျွန်တော်နားကနေဖျက်လျှောက်သွားခဲ့ပြီးလမ်းဆန်းတက်ရှင်းတဲ့ရနံ့ကကျွန်တော်နှာခေါင်းစီကိုရောက်လာပါတယ်ကျွန်တော်မျက်နှာကိုကွန်ပျူတာပေါ်မှာပဲဆက်ထားပြီးမောမကြည့်ခဲ့ပါဘူးကျွန်တော်မတတိထားမိတာကတော့တီရီဟာဖြတ်သွားတဲ့အခါသူမရဲ့နှာခမ်းမှာအပြုံးတစ်ခုနဲ့သူမရဲ့လက်တွေကိုနောက်ကျောမှာချိတ်ထားခဲ့တာဖြစ်ပါတယ်သူမဟာရုံးခန်းကိုပြန်ရောက်လာပြီးထိုင်ခုံကိုဆွဲထုတ်လိုက်ပါတယ်ထိုင်လိုက်တာနဲ့သူမဟာအသက်ကိုရှည်လျားစွာရှူထုတ်လိုက်ပါတယ်ဟူ CEO ကိုလောက်ရတာမောလိုက်တာပြီးတော့ဂယုမဆိုင်ပဲဖက်နှက်ကိုချွတ်လိုက်ပြီးချက်ချင်းပေါ်သွားတယ်လို့ခံစားလိုက်ရပါတယ်အများကြီးတက်တာသွားပြီးသူမဟာသူမရဲ့အိတ်ထဲမှာဝတ်ထားတဲ့တကြားလုံးတွေကိုခိုးထုတ်ပြီးကလေးတစ်ယောက်လိုပါဇက်ထဲထည့်လိုက်ပါတယ်အဲ့ဒီအချိုတက်ဝင်လာတဲ့အခါမျက်နှာမှာပျော်ရွှင်မှုအပြည့်ရှိနေပါတယ်အသက်18နှစ်ပဲရှိသေးတယ်အသက်40ကျော်တွေကိုတောင်စိန်ခေါ်နိုင်မဲ့အခန်းကဏ္ဍတစ်ခုကိုဝင်ရောက်လာပါပြီပညာရေးကအမြဲလွယ်ကူခဲ့ပေမဲ့အထက်တန်းကျောင်းကတော့သူမဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့အခိုက်အတန့်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်သူမဟာအဲ့ဒီကောင်လေးကိုချစ်မိသွားခဲ့ပါတယ်ပြီးတော့သူမဟာဘလို့ဖွင့်ပြောရမလဲဆိုတာကိုအချိန်ကြာကြီးစဉ်းစားခဲ့ပါတယ်သူ့ရဲ့အဆင့်တွေကဘာမှထူးခြားတာမဟုတ်ပေမဲ့သူကအရန်ကိုရုပ်ချောပါတယ်သူမဟာအထူးသဖြင့်တမနက်ခင်းကိုမှတ်မိနေပါတယ်နှွေးထွေးတဲ့နေရောင်ကြီးကသူ့ရဲ့တန်ရှင်းပြီးထက်မြက်တဲ့မျက်နှာပေါ်မှာကြားရောက်နေတာကိုပါအဲ့ဒီမျက်နှာဟာအလင်းရောင်ထဲမှာတောက်ပနေပြီးသူမကိုလုံးဝဆွဲဆောင်သွားခဲ့ပါတယ်သူမရဲ့ချစ်စိတ်တွေရှုပ်ထွေးနေခဲ့ပါတယ်ပြီးတော့အဲ့ဒီချစ်မြတ်နိုးမှုကြောင့်သူမရဲ့ကြောင်းအဆင့်ဟာဒုတိယနှစ်မှာကျဆင်းသွားခဲ့ပါတယ်သူမရဲ့ပုံမှန်ပထမနေရာကနေဒုတိယနေရာအထိပေါ့ဒါတောင်မှအဲ့ဒီကောင်လေးကသူမကိုညှင်းပယ်ခဲ့ပါတယ်ဟုတ်ပါတယ်သူကရွေချက်ကောင်းတယ်ဆိုတာသူမသိပါတယ်ဒါပေမဲ့အခုတော့သူတို့ကလမ်းတွေထပ်ဆုံခဲ့ကြပြီအဲ့ဒီအမတ်တရားတွေပြန်တွေးမိတဲ့အခါသူမရဲ့ပါးတွေကချက်ချင်းပန်းရောင်တန်းသွားပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့အတွင်းရင်းမှုဟာအခန်းထဲကိုအတိမပေးပဲဝင်လာပြီးသူမကိုထိတ်လန့်စေခဲ့ပါတယ်ဥက္ကဋ္ဌအစဉ်ပြေရဲ့လားရှင်ဖြားနေတာလားတီရီဟာလက်နေတဲ့ကြောင်တကောင်လိုချက်ချင်းတတိဝင်လာပြီးချက်ချင်းမတ်ထိုင်ကသူမရဲ့ဖက်နှက်ကိုပြန်စီးပြီးပြန်လဲတင်းငင်းသွားခဲ့ပါတယ်ဘာမှမဟုတ်ပါဘူးနောက်တစ်ချိန်ဆိုဝင်လာရင်အရင်ခောက်ပါတောင်းပန်ပါတယ်မှတ်ထားပါမယ်တီရီတစ်ခုကိုတွေးမိသွားတယ်အော်အဲ့ဒီအပြင်ကကောင်လေးရဲ့နာမည်ကဘာလဲသူမဟာသူ့ရဲ့နာမည်ကိုအတည်ပြုချင်တာကြောင့်မှန်ကားလေကိုညွှန်ပြခဲ့ပါတယ်အတွင်းရင်းမှုဟာသူမရဲ့ဖြောသွယ်ရတဲ့လက်ချောင်းတွေကိုလိုက်ကြည့်ပြီးကြည့်လိုက်ပါတယ်ဒါကိုရဲလေသူကဗီဒီယိုအကြောင်းအရာသုံးသက်သူအစ်စ်ပါဒီမှာအလုပ်လုပ်တာလောက်ဝက်တောင်မရှိသေးပါဘူးဒါပေမဲ့တော်တော်စူးစမ်းပါတယ်အဲ့ဒီလိုအမြန်ဖြေပြီးနောက်အတွင်းရင်းမှုဟာတိတ်မစင်စားပဲစာရွက်စာတမ်းတွေအများကြီးကိုထုတ်ပေးခဲ့ပါတယ်